မျိုးရိမင်္ဂလာပါဗျဒီနေ့တော့ရှင်းတန်းလေးထုတ်အောင်တက်လာခြင်းဖြစ်ပါတယ်ဗျเนาะရှင်းတန်းလေးထုတ်အောင်ဘာလို့ရှင်းတန်းထုတ်မှလဲဆိုတော့ကျွန်တော်တို့မြောက်ရီရုပ်မြင်သံကြားလေးပြအခုထုတ်လွှင့်နေတဲ့เนาะစစ်သားသွေးနီရှေ့တို့ချီဆိုတဲ့သချင်းပေါ့เนาะဒီသချင်းနဲ့ပတ်သက်ပြီးတော့เนาะကျွန်တော်တို့ဒီဘိတ်တွေတို့ခစ်တဲ့တို့မက်ဆီမာတို့မှာပွက်လောတွေညံလို့เนาะစစ်တပ်ကပဲเนาะသူတို့ရဲ့ခွတ်ထောင်းသချင်းကိုခိုးပြီးတော့เนาะပုံလူကူးချပြီးတော့เนาะသချင်းတွေလွှင့်နေပါတယ်မြောက်ရီရုံနေတာညာလွှင့်နေပါတယ်ဆိုပြီးတော့เนาะပြောလို့ကျွန်တော်ဒီသချင်းနဲ့ပတ်သက်ပြီးတော့တမိုင်းကြောင်းလေးကိုလာပြီးတော့ရှင်းတာပါအဲကြောင့်အကြောင်းအရာတစ်ခုကိုပြောတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့စာဖတ်ဖို့လိုတယ်ဗျတမိုင်းအထောက်ထားတွေကိုလည်းပဲလေ့လာဖို့လိုတယ်เนาะလေ့လာဖို့လိုတယ်เนาะဒီသချင်းနဲ့ပတ်သက်ပြီးတော့เนาะကျွန်တော်တို့ဂျပန်မြန်မာချစ်ကြည်เนาะချစ်ကြည်အတွက်ရေးထားတဲ့သချင်းပေါ့ဒီသချင်းကဘယ်အချိန်မှာစပြီးတော့ပေါ်ပေါက်တာလဲဆိုတော့1944ခုနှစ်မှာတောင်ကူအလှန်တင်ပွဲအခမ်းအနားမှာပေါ့เนาะတောင်ကူအလှန်တင်ပွဲအခမ်းအနားမှာကျွန်တော်တို့ဟိုနေပေါ့အာရှတမကိုเนาะအမတ်နှစ်ဂျပန်ဘရင်တပ်တော်ဝင်ကဒုတိယစစ်ဦးစီးတာကာအိုနဲစုကတာကာအိုနဲရူပေါ့နော်ဒါပြန်ပြောမယ်နော်အာရှတမဟာကိုအမှတ်နှစ်ဂျပန်ဘီရင်တပ်တော်ဝင်ဒုတိယစစ်ဦးစီးနော်တာကာအိုနဲရူကတန်လျောစာသားရောရေးသားပြီးတော့မြန်မာအစိုးရကိုလက်ဆောင်ပေးခဲ့တဲ့တခြင်းဖြစ်ပါတယ်ဒီတခြင်းကနော်စစ်သားသွင်းနေရှိသူရှိဆိုတဲ့တခြင်းကအဲ့ဒါကိုနော်ပုံလူကူးချပြီးတော့ထုအိမ်တင်က1989ခုနှစ်မှာထုအိမ်တင်ကပုံလူကူးချပြီးတော့နော်ခွတ်ထောင်းသွေးဆိုတဲ့စာသားလေးထည့်လိုက်တာပေါ့ဗျာနော်ခွတ်ထောင်းသွေးဆိုတဲ့စာသားလေးထည့်ပြီးတော့သူတို့နော်နီပိန်းသချင်းတွေရှောက်လို့တာပေါ့စစ်သချင်းကိုဒဲခိုးချတာနော်တကယ်ဒဲခိုးချတာထုအိမ်တင်ကဒဲခိုးချတာနော်ထုအိမ်တင်ကဒဲခိုးချပြီးတော့အဲ့သချင်းကသူတို့ရဲ့NLD နီပိန်းတွေဗီဇာဖျားမှာပေါ့ရေပန်းစားရတာပေါ့အမှန်တော့စစ်တချင်းကိုခိုးချပြီးတော့ရေးထားတာပေါ့နော်တန်တင်ရောစာသားတော်မှာပဲနည်းနည်းလေးပဲပေါ့နော်ခွတ်တော်သွေးဆိုတဲ့စာသားလေးပဲထည့်ပြီးတော့ကြံတာတွေအကုန်လုံးဒဲခိုးချအဲ့တော့ဒဲခိုးချတဲ့တချင်းကိုသူတို့မူပိုင်တချင်းလို့ပါလို့ရှောက်ပြောတာပေါ့ရှောက်ပြောပြီးတော့ပဲနော်တက်မတော်ပါပဲသူတို့တချင်းကိုကူးချပြီးတော့ပဲနော်လွှင့်နေပါတယ်ကပီးကလွှင့်နေပါတယ်မြောက်ရုံဝင်သားညာလွှင့်နေပါတယ်ဆိုပြီးတော့သူတို့ပွဲလောတွေရိုက်နေတာနော်အဲ့ဒီတပိုင်းချောင်းလေးကို